မင်္ဂလာပါကျမဒီနေ့ကတော့ဖျားဘူးတော့ပြမှာပါအခုဖျားဘူးတော့မယ်ဆိုတော့ဆရာမဝတ်စုံလေးတော့ပါဦးကျမဝတ်စုံလက်လေးနဲ့တော့ပါမယ်ဒီဝတ်စုံလေးသွားလိုက်ပါမယ်ရှိစရာလေးဒီဝတ်စုံလေးကိုမဘောနော်ဘာဝတ်စားလေးလဲကောင်းမယ်အနီအောင်လေးလေးလိုက်အလုံးဖျားကိုသွားကြစို့ဟုတ်ကဲ့ဖျားကိုကိုတော့ကားနဲ့တော့မှာပါကြောက်သေးပါရှိဖျားမှာဖျားတော့ဖုန်းမှာပေါ့နော်ကားမောင်းကျွမ်းပါလေဖျားတပေလေဖျားကိုတော့မှာပေါ့နော်အခုကြားနေတဲ့အတန်လေးကိုတော့နားလဲပြပါရှင်ဖျားရောက်တော့ပါမယ်ဖျားရောက်မှာပါရှင်ရန်တပေပါလေမဖျားကိုရောက်ပါမှာပါရှင်ဖျားရတပေပါဥပကနေဝင်ရမှာပါကောက်ဒီမှာကားပါကင်ကိုဝယ်ထိုးလိုက်တော့ဒီနားလေးပါဝင်းမဲဖျားနာဘိုင်မဟာမိုးရုံချင်းတော့ဖေမြတ်ဘာဖျားလဲဆိုတော့အပေါ်မှာစာရေးထားပါတော့မှာဖျားတက်ပေတယ်ဟိုတက်ပေကြည့်ရန်တက်ပေတယ်ဖျားတက်ပပြပဲပေါ့နော်နောက်မှဆူတမျိုးလေးရှိရပါတော့မာဖျားဖို့လည်းတက်လို့ရတယ်ရန်စင်းလိုက်ဖျားမရန်တက်ပေကြပါလေဟုတ်တော့ဘုံလေးတပုံတော့ရိုက်အောင်မယ်ခဏလေးဖျားနဲ့တက်ပေလာဝိုင်းဆိုရင်ဒီဗီဒီယိုတော့တဲတော့ပါပဲနော်အားလုံးဘိုင်ဘိုင်